ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါဒီတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းများကိုကျွန်တော်ဒီ Telegram တွေအသုံးပြုတဲ့အခါမှာကိုယ့်ရဲ့ Telegram account တွေကိုလုံခြုံမှုရှိစေဖို့အတွက်ကိုကျွန်တော်ဒီ setting လေးတွေချိန်ထားလို့ရမယ့်နည်းလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့တောင်းဆိုချင်ပါတယ်ကဲဒီ Telegram နဲ့ကိုကျွန်တော်တွားပါမယ် Telegram နဲ့တွားပြီးရင်ကျွန်တော် setting တွေကိုတွားမှာဖြစ်တဲ့အတွက်ကိုကျွန်တော်အပေါ်ကဘယ်ဘက်ပေါ်တော့မြင်းတုံးချောင်းလေးကိုကျွန်တော်နှိပ်ပါမယ်မြင်းတုံးချောင်းလေးကိုနှိပ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ setting တွေကိုပဲကျွန်တော်တွားပါမယ် setting နဲ့တွားပြီးရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီမှာကိုယ့် account လုံခြုံရေးအတွက်ကျွန်တော်ချိန်မှာဖြစ်တဲ့အတွက်ကို privacy and security ကိုကျွန်တော်နှိပ်ပါမယ်ဟုတ်ပြီနော်ပထမဆုံး security တွေမှာတွေ့ရမလဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် two step verification ပါနော်ဒါလေးကပထမဆုံးအရေးကြီးတာဖြစ်ပါတယ်ကိုယ့်ရဲ့ account တွေကျွန်တော်ကိုယ့်ရဲ့ account တွေကိုကျွန်တော်ဖုန်းနံပါတ်ကိုယ့်ရဲ့ဖုန်းနံပါတ်တိထားရင်တောင်မှကျွန်တော်ဒီ account တွေကိုကျွန်တော်ဝင်လို့ရမှာမဟုတ်ပါဘူး password တွေဖွင့်ပြီးတော့ password တွေတက်မှတ်ပြီးတော့ကျွန်တော်ထားလို့ဖြစ်ရင်ကိုယ့်ရဲ့ account ကိုလုံခြုံဖို့အတွက်ကိုချိန်ထားလို့ရမယ့် setting လေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျတော့ auto delete message ပေါ့နော် auto delete message ကကျတော့ကျွန်တော်တို့ကိုယ့်ရဲ့message တွေကိုကျွန်တော်တို့ဘယ်အချိန်ကာလအတွင်းမှာကျွန်တော်ပြည့်စုံခြင်းလဲဆိုတာကိုကျွန်တော်တတ်မှတ်ထားလို့ရတာပေါ့နော်တရက်လားတစ်ပတ်လားတစ်လလားပေါ့နော်ဒါ customer time ကိုကြိုက်တဲ့အချိန်တွေကိုတွားပြီးတော့ကျွန်တော်တို့ဒီမှာဘယ်နည်းရဆိုတာကိုကျွန်တော်တတ်မှတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ off ထားလိုက်မယ်ပြီးပြန်ထွက်လိုက်မယ်passcode lock ဒါကြတော့ကျွန်တော်တို့ passcode lock ကကြတော့ကျွန်တော်ကိုယ့်ရဲ့application ဒီ Telegram application တခြားလူတွေလက်ထက်ရောက်သွားရင်တော့မှကျွန်တော်ဒီ lock နဲ့ကျွန်တော်တတ်မှတ်ထားလို့ရှိရင် lock ခတ်ထားလို့ရှိရင်ဟိုဒီကိုယ့်ရဲ့ Telegram ကိုကျွန်တော်တို့အလွယ်တကူဖွင့်လို့ရမှာမဟုတ်ပါဘူးဟုတ်ပြီနော် device ကကြတော့ကျွန်တော် device ကြတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့ Telegram account ကိုကျွန်တော်တို့ device ဘယ်နှခုနဲ့အသုံးပြုထားလဲဆိုတာကိုဒီမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ကကြတော့ဒီဖုန်းနဲ့အသုံးပြုထားတယ်ပြီးရင်ကျွန်တော်တို့ laptop နဲ့ကျွန်တော်ချိတ်ဆက်အသုံးပြုထားတာပေါ့နော်ဒါလည်းတစ်ခုပြနေတာဖြစ်ပါတယ်ပြီးရင် privacy ထဲမှာကျွန်တော်ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ဆိုတာကျွန်တော်ဖုန်းနံပါတ်ဖွင့်လိုက်ရင်ကျွန်တော်ကိုယ့်ရဲ့ account က Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်တွေကတခြားလူတွေမြင်စေချင်တယ်အားလုံးမြင်စေချင်တယ်ဆိုရင်တော့ everybody ပေါ့နော် everybody ကိုနှိပ်ပေးရမှာဖြစ်ပါတယ် my contact ကကြတော့ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော် contact ထဲမှာရှိတဲ့လူတွေပဲတွေ့မြင်ရမှာဖြစ်ပါတယ်nobody ဆိုကြတော့အကောင်းဆုံးဖြစ်ပါတယ်ဘယ်သူမှကျွန်တော်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုတွေ့လို့ရမှာမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော် nobody ပဲကျွန်တော်ထားလိုက်မယ်ဒီပြန်ထွက်လိုက်မယ် lesson online ဆိုတာကြတော့ကျွန်တော်တို့ဒီကိုကကျွန်တော်ဒီ Telegram မှာဘယ်ချိန်ထိအသုံးပြုထားတာလဲကျွန်တော်လက်ရှိ online ပေါ်မှာရှိနေလားဆိုတာကိုကျွန်တော်ရမှာပေါ့နော်ဒီ lesson ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာလည်းချိန်လို့ရတယ်ကျွန်တော်တို့ everybody ဆိုတာကြတော့အားလုံးတွေ့လို့ရမယ်ဒါ my contact မှာကျတော့ကိုယ့်ရဲ့ contact ထဲမှာရှိတဲ့လူတွေပဲကျွန်တော်တို့ဒီကိုယ့်ရဲ့ရှိတဲ့လူတွေကို online ပေါ်မှာရှိနေလားဆိုတော့တွေ့မြင်လို့ရမယ် nobody ပိတ်ထားရင်တော့ကျွန်တော်တို့အားလုံးကျွန်တော်ဘယ်သူမှတွေ့မြင်လို့ရမှာမဟုတ်ပါဘူးနောက်တစ်ခုကကျတော့ကို online မှာရှိနေလားဆိုတာကိုတွေ့မြင်စေခြင်းနဲ့တိကျစေခြင်းနဲ့ဆိုရင်တော့ကျွန်တော် address user ကိုနှိပ်ပြီးတော့ကျွန်တော်ဒီပါကျွန်တော်တတ်မှတ်ထားခဲ့လို့ရပါတယ်ကျွန်တော်ဒီမှာနော်ဒီမှာတစ်ခုကျွန်တော်တတ်မှတ်ပြီးတော့ကျွန်တော်ဒီမှာ marking ပေးထားလို့ရှိရင်ဒီလူကပဲကျွန်တော်ကိုယ့်ရဲ့ user 1မှာနော်ဒါဥပမာလေးနဲ့ပြပေးတာပါဒါလို့တတ်မှတ်ထားရင်တော့ကို live ပေါ်မှာရှိနေလားဆိုတော့ဒုတိယပဲကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါလည်းကျွန်တော်ပြန်ထွက်လိုက်မယ်ကျွန်တော် discard နဲ့ပဲကျွန်တော်ပြန်ထွက်လိုက်မယ်ဟုတ်ပြီprofile photo ကကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ profile photo တွေကိုကျွန်တော်တို့ဘယ်သူတွေတည်စေချင်တာလဲခုနအတိုင်းမှာနော်အားလုံးတည်စေချင်တာလား my contact ကိုယ့်ရဲ့ contact ထဲမှာရှိတဲ့လူတွေတည်မြင်စေချင်တာလား nobody ကြတော့အားလုံးပေါ့နော်ဆိုတော့ဒီဘယ်သူမှကျွန်တော် my file pro ပုံတွေကိုဘယ်သူမှမတွေ့စေဘူးဆိုရင်တော့ကျွန်တော်တို့ဒီ nobody ပဲကျွန်တော်နှိပ်ထားမယ်ပြီးရင်တွေ့စေချင်တဲ့လူတွေပဲတွေ့လို့ရအောင်မြင်စေချင်တဲ့လူတွေမြင်လို့ရအောင်ဆိုရင်တော့ address user ကိုနှိပ်ပြီးတော့ကိုတတ်မှတ်ချင်တဲ့လူတွေကိုဒီမှာ marking ပေးထားလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါတော့ privacy ပေါ့နော်ကိုလိုချင်တဲ့ဟာတွေကိုကျွန်တော်ဒီမှာကိုတွေ့စေချင်တာတိစေချင်တာတွေကိုကျွန်တော်ဒီမှာတတ်မှတ်ပြီးလို့
အမျိုးမျိုးကျွန်တော်ချိန်ကြီးလို့ရမှာပေါ့နော်ကဲပါဒါဆိုတော့မိတ်ဆွေတို့လည်းဟိုတစ်ခုချင်းကျွန်တော်စမ်းပြီးတော့ကိုယ့်ရဲ့အကောင့်တွေလုံခြုံမှုရှိအောင်လို့ကျွန်တော်စမ်းပြီးတော့ဒီ setting လေးတွေကိုချိန်ကြီးထားခြင်းဖြင့်ကိုယ့်ရဲ့အကောင့်ကိုလုံခြုံမှုရရှိစေမှာဖြစ်ပါတယ်ဒါလေးကိုမိတ်ဆွေတို့ကျွန်တော်မိတ်ဆွေတကယ်ချင်းများကိုလာရောက်ပြီးတော့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးတော့မိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့တကယ်ချင်းများတိကျအောင်လို့လည်း like and share လုပ်ပေးခဲ့ပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်